သူ့မှာဟိုရီးသားလေးပါရှိ ကြီးသွားပြီညီလေးဒါကြီးကလုံးဝကြီးသွားပြီခါကြရေ ဟာ bro ခဏတော့ထိုင်မယ်နော် မထိုင်လေ ကျွန်တော်ဗျာမနေ့တနေ့ကမှဒီရောက်ွက်တွေကိုပြောင်းလာကျွန်တော်ပေါင်းစရာလို့မရှိဘူးဘော်ဒါကြီးလုပ်လို့ရတယ် ဟာတားကြီးရတယ်ကွာအဲ့ဒါနဲ့ပတ်သက်ပြီးတော့မပူနဲ့ငါ့ကိုပေါင်းကွာဒီရက်ကွက်ထဲမှာငါပြီးရင်ကုန်ပြီးတယ်မင်းကြိုက်တာမေးကွာဟုတ်လား အေးကျေးဇူးတင်တယ်ဗျာအဲ့ဒါဆိုပြီးရော ဟဲ့ရခဏငါပြန်လာခဲ့မလားဘယ်တော့လဲ ဒီတိုင်းမဟုတ်တော့ဘူးမို့ တော်ဟာဘောဒါအတိလားခုနကောင်မလေးကလေ ဟောတိရပါကွာမင်းကမတိစရာလားဒီရက်ကွက်ထဲမှာငါမတိရဘာမှမရှိဘူး ဟုတ်လားအဲ့ဆိုလို့ရှိရင်ဟုတ်ပုံဝင်လင်းလေးပဲပြောမယ်ဗျာတကယ်ချင်းလည်းဖြစ်သွားပြီဟိုကလေသဘောကျလို့ဗျာတရားအဲ့ဒါဟိုကလေသူ့ရဲ့နာမည်လေးတိလား နာမည် နာမည် တိရပါကွာမင်းကလည်းငါမတိလို့မရှိပါဘူးဆိုမှာပဲ အေးအဲ့ဒါပြောတာအဲ့ ဒါ ဒါ ပေမဲ့ငါဒီရက်ကွက်ထဲမှာတစ်ခုလောက်လို့ရှိရင်ငါတို့အကျိုးမြတ်ရှိမှလောက် ကျိုးမျက်ရှိမှာ ကျိုးမြတ် ကျိုးမျက်ရှိမှာအော်သဘောပေါက်ပြီကျိုးမျက်ရှိမှာရလာဆိုပြောပြရရတယ် ဘာတိကျင်လား နာမည်လေး နာမည် နာမည်လေး နာမည်ကတစ်လုံးနဲ့ကွာဂျူးတဲ့ ဂျူး ဂျူး တစ်လုံးနဲ့ပဲနော် တစ်လုံးနဲ့ပဲ ဟိုဗာလေးနောက်တဲ့မေးချင်တာလည်းရှိသေး မေးချင်တာရှိသေးတယ် အသက်လေးရော အသက်ဆိုရင်ကွာအသက်ဆိုရင်က စဉ်းစားနေအော်သဘောပေါက်ပြီမစဉ်းစားနဲ့တော့ရော့ အာလိုက်တိလိုက်တာကွာ အ အ သက် သက်25နှစ် 25နှစ်ကျိုးတဲ့ level ပဲပေါ့ level ပဲလား ဟိုသဘောကျသွားပြီ ဩစင်ကြီးတော့ ဟိုဗာလေးနောက်တစ်ခုလောက်ထပ်ပြီးတော့ तू ကဘာနေရတယ် ဘမနေရလဲ နေရတယ်ဟုတ် ဒါကြတော့နည်းလေးတော့ အော်ဟိုသဘောပေါက်ပြီရဘာနေရလဲ ဟာညီလေးကလည်းပြောပြမှာပေါ့ကွာကိုကအိမ်ဖြူလေးတွေ့လား အိမ်ဖြူလေး အဲ့မှာနေတာ ဟောဒီကိုပြောင်းလာကြိုနောက်သွားပြီကွာနီးလေးပဲနော် နီးတာပေါ့ နောက်တစ်ခုလားဟိုအရေးကြီးတယ်ဒီဟိုလေးသူ့မှာဟိုရီးသားလေးပါရှိ ကြီးသွားပြီညီလေးဒါကြီးကလုံးဝကြီးသွားပြီအကြီးဖြစ်သွားပြီကွာ သဘောပေါက်ပြီတရွက်နဲ့မရဘူး9ရွက်ဖြေလို့ရပြီလား မစိုးပါဘူးရပါတယ်ငါပေါ်တာပဲကိုဖြည့်ပေးလိုက်မယ်ဟုတ်လားမရှိဘူး မရှိဘူး မရှိဘူး ကြိုက်ပြန်ပြီအဲ့ဆိုလို့ရှိရင်လေကိုနောက်တစ်ခုလောက်ထပ်မြင်ရအောင် ရတယ် နောက် ဟေး တစ်ခုနော်ဟာ Facebook account လေး အကောက် account အောက် နေ့တိုင်းစကားပြောလို့ရမနေရဘူးကြီးပြန်ပြီကွာဒါလည်းကြီးပြန်ပြီ ကြီးသွားပြန်ပြီလား ကြီးတာပေါ့ အေးပေါ်လေးကြီးတာဗောနော်ဒီကမှာပေါ်လောက်ရပြီလား ငါတောင်းအရေးကြီးတဲ့ကိစ္စတစ်ခုငါတောင်းဆိုတော့ အဲ့နောက်တဲ့2ရက်လောက်ထိုက်လား ရတာပေါ့ညီလေးကပြပြလို့ရတာပေါ့ လောက်ပါ Facebook ကောင်းနာမည်ပြင်နာမည်တော့ဂျူးပါစမ Facebook ကောင်းနာမည်လဲဂျူးပဲ ဟောပြင်ရှိတော့ဒီကန်တော့ရှောက်လိုက်သေးရအောင်အဲ့ဘာနေပါပြီအခုဟိုလေးနောက်တစ်ခုလောက် နောက်တစ်ခုမိကွာမိ ပြန်လာပြီ ယောက်ျားရေ အခုပြောတော့ရီးသားမရှိဘူးယောက်ျားရည်လည်းခေါ်တယ်အော်ကျွန်တော်အခုနဲ့ထိုင်နေရလေမြင်တွေ့ပြီးတော့ကြွေသွားပြီးတော့ခေါ်တာလားမသိဘူးကျွန်တော်ခေါ်တာဖြစ်မယ်နော် ဒါကွာနည်းဆုံးသွားပြီကွာဆုံးသွားပြီကြီးသွားပြီအဲ့တော့မင်းလာလိုက်တော့ကွာတခါလေးငါဖြည့်ရှင်းပေးသွားလိုက်တော့မယ် တခါလေးဖြည့်ရှင်းပေးပါရီမနေတော့ ရီမနေပါနဲ့တော့မင်းအေး ကုတ်လိုက်လုပ်ပါကို သူ့မှာငါရီးသားမရှိဘူးလို့ပြောတာ ဟုတ်တယ် နော်ယောက်ျားမရှိဘူးလို့ပြောရမှာမဟုတ်ဘူးသူ့မှာယောက်ျားရှိတယ်သူယောက်ျားငါသွားတော့မညီလေးကျေးဇူးတင်တယ်ညီလေးသွားတော့တက်တာ